ဖက်ပြမှာကတော့ဆုံးတိရှိဥပဒါနဲ့ခွင့်နဲ့ဆုံးဖြစ်ပါတယ်ကျွန်တော် channel လေးကို subscribe မလုပ်သေးရင် subscribe လုပ်ပြီးပြောချချင်ပါတယ်ဒီလိုဗျကျုပ်တို့ရမှာအရင်အစားတက်တဲ့ဆုံးတိတယောက်ရှိခဲ့တယ်ကျုပ်တို့ကတော့သိမမိလိုက်ဘူးကျုပ်တို့အဖိုးတွေအဖေတွေကတော့တော်တော်ကလေးမိလိုက်တာပေါ့သူ့နာမည်ကဥဒါဇန်လို့ခေါ်တယ်ဒါပေမဲ့ယောဂလူတွေကတော့ဥပဒါလို့ပဲခေါ်တယ်ဗျာလူကိုရမှာဆိုရင်တော့ဆုံးတိရှိဥပဒါလို့ခေါ်ကြတာပေါ့ဗျာသူပုံစံကတော့လူကခတ်ဖို့ခါဝဖိုင်ဖိုင်ဗျနှုတ်ခမ်းမွေးမိုးစင်မွေးကျွတ်တော့ချက်တဲ့နဲ့ခေါင်းကလည်းထေးကြီးပြောင်းနေတာဗျမျက်နှာမှာလည်းကျောင်းမိုင်းနဲ့ဆိုတော့ကြီးလိုက်ကြောက်ဆိုင်ပေါ့ဗျာဒါပေမဲ့သူကအမြင်သာချက်ဖို့ကောင်းတာဗျအမြင်သာခင်မကောင်းတဲ့လူကြီးဗျအမြဲတမ်းဂုံကြီးမြုံနေပြီးတော့ခပြမြုံနေတာဗျဝယ်စားဆိုရင်လည်းအင်းအစုပြကြီးဖြစ်ဖြစ်စုကြလက်ပြကြီးဖြစ်ဝတ်ထားပြီးတော့အောက်ကလည်းပစိုးတူတူနဲ့ရဘာဖနက်ကြီးဝတ်ထားတယ်ဗျသူကိုဆုံးစွာတော့ရွာကလူတိုင်းသိတာမဟုတ်ဘူးကျိုးဖို့ကအရင်ကတည်းဖြစ်ကြလို့သာလူကြောင်းနေသိနေတာဗျသူကဆုံးဆိုရင်လည်းရှားဆုံးနေလို့သူစားတာတွေပိုင်းမလုပ်ဘူးဗျရိုးတတလဲလုံးတယ်နွားမွေးတယ်ဒီလောက်ပဲလောက်ကစားတော့နေကြတယ်ကျိုးတို့ဖို့ပြောတာတော့ဆုံးနေရလက်ကြောမတင်းတဲ့သူတွေပဲကိုလို့စားနေကိုအလို့လုပ်ပြီးဟင်းကောမစားနိုင်လို့ဟိုလူကိုဖမ်းစားလိုက်ဒီလူကိုစားလိုက်လုပ်ပြီးတော့မိသားဟင်းတို့စသားဟင်းတို့တောင်းပြီးတော့ခေါ်စားပြခိုင်းပြီးစားတော့ကြတာတဲ့ဥပဒါကတော့ဒီလိုမဟုတ်ဘူးဗျကျိုးတို့ငယ်တုန်းကလည်းသူကိုမှန်လုံးဝမသိဘူးနောက်တော့မှဖိုးပြပြတာရဲ့ကျိုးတို့ကိုယ်တိုင်ကြုံခဲ့တာကြောင့်ဆုံးမသိလိုက်ရတယ်ဗျဒီတက်ကတော့အဖိုးကမေးဘူးတဲ့အဲ့ဒီတုန်းကဂျပန်ကနော်ပေါ့ဗျာကျိုးတို့ဘေးကလည်းတကြီးဗျသူသေးတော့သူသားကိုအေးပိုင်နေကတကြီးခလိုက်တော့ကျိုးဖိုးကတကြီးဖြစ်သွားတာပေါ့ဗျာအဲ့ဒီတုန်းကသူ့တက်က20ကျော်လေးပဲရှိသေးတာဒါပေမဲ့ရသားရတက်ကတော့အဖိုးကိုလေးစားကြပါတယ်ကိုတူကိုသားတို့ချက်ခင်ကြတယ်အဖိုးကလည်းတကြီးဆိုပြီးဩဇာမပြင်းခဲ့ပါဘူးကျိုးတို့ကတကြီးမျိုးရိုးဗျကြွားရမထလိုက်ပါနဲ့ကျိုးဘေးကြီးကလည်းအင်္ဂလိပ်ခေတ်ကလေးကတကြီးနောက်တော့ကျိုးအဖိုးတကြီးဖြစ်တယ်ကျိုးဘေးကလည်းတကြီးဖြစ်ခဲ့တယ်ကျိုးအလက်ချတကြီးဖြစ်ခဲ့ပါဦးဗျာဒီနေ့တော့တတိကြီးတကြီးဥပ္ပဇာအဖိုးကဥပဒါကိုမေးကြည့်တယ်ဥပဒါခမရကဆုံးနေရွာကလူတွေပြောကြတယ်ကျုပ်ကတော့သူများပြောစကားမကြားချင်ဘူးခမရပြောစကားပြောတာပြောင်းချင်နေဆိုတော့ဥပဒါကြီးရဲ့ခေါင်းငိတ်ပြီးသူကဆုံးတယောက်ပါလို့ဝန်ခံတဲ့ဒါနဲ့အဖိုးကအဲ့ဒါဆိုလည်းခမရဂီးတခုပဲကျိုးတို့ရွာကလူတွေကိုခမရပြန်နေမှာကောင်းလာမလို့ရဘူးမဖမ်းစားဘူးလို့အဖိုးကဂရီပေးခိုင်းတယ်ဥပဒါကဂရီတော့မပေးဘူးဗျဒါပေမဲ့သူကအကျိုးရောအောင်တော့သူမလုပ်ပါဘူးဂရီပေးလိုက်တယ်အခုဖက်ပြသွားတာကတော့ဥပဒါနဲ့ခွင်းနဲ့ဆုံးရဲ့အခန်းတစ်ပဲဖြစ်ပါတယ်ဗျ